အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အကုန်ကြားလဲတက်တာပြီးတော့ထမင်းမြိန်စီမဲ့ဟင်းတွဲလေးတွေကိုချက်ပြတ်မှာဖြစ်ပါတယ်ရှင်ချယ်ရီဒီနေ့ဝယ်လာတဲ့ဈေးဘိုးလေးတွေကိုပါတက်ပြတ်မှာဖြစ်ပါတယ်အကုန်လုံးကိုမှ100တောင်မပြည့်တဲ့ဈေးနှုန်းလေးနဲ့တက်ပြတ်မှာပါဒီခေါ်ဝဲသီးလေးကလည်း10ဘူးပါရှင်မှုံကလည်း10ဘူးပါရှင်ငရုတ်သီးစိမ်းကလည်း10ဘူးကိုဒါနည်းနည်းလေးပဲယူသုံးထားတာပါရှင်ကြက်သားကလည်း40ဘူးပါရှင်အကုန်စုစုပေါင်းမှာ40 50 60လောက်ပဲကုန်ပါတယ်ရှင်ဒါဆိုရင်တော့ချက်သားလေးကိုလည်းမနက်ဖြန်အတွက်ကိုအခုတည်းကကြော်ထားလိုက်ပါအောင်မယ်ရှင်ချက်သားကြော်တဲ့စီတဲ့ကိုမှုန်နဲ့ခဝဲသီးနဲ့ကိုရောချက်ပါမယ်ချက်တော်နီလေးနွမ်းလာတဲ့ထီစီသက်ပေးလိုက်မယ်ချက်တော်နီလေးနွမ်းလာရင်တော့ခဝဲသီးလေးတွေထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ရှင်ခဝဲသီးလေး3ပုံတစ်ပုံလောက်နွမ်းသွားပြီဆိုတော့မှမှုန်လေးတွေထည့်လိုက်ပါမယ်ရှင်အရသာကတော့ခနောချက်သားမုံလေးပဲထည့်ထားပါတယ်ပြီးရင်တော့မှုံတွေထည့်ပါမယ်ရှင်မှုံကတော့ကောက်ရိုးမှုံထည့်ရင်ပို့ပြီးတော့ကောင်းတယ်ချယ်ရီတို့ရှိမှာကကောက်ရိုးမှုံကရှားတော့လေအခုလိုငွေနှင်းမှုံလေးတွေပေါ်တာနဲ့ငွေနှင်းမှုံလေးပဲထည့်လိုက်ရပါတယ်ရှင်ပြီးရင်တော့အရသာလေးအရည်လေးထွက်လာအောင်လို့အဖုံးလေးပိတ်ထားမယ်အခုလိုအနေထားလေးရောက်ပြီဆိုရင်တော့တစ်ချက်နှစ်ချက်လောက်မှွေပြီးရင်တော့ချယ်ရီကရင်နွေးလေးဆွဲလိုက်ပါမယ်ရှင်ဒီဟင်းကိုချယ်ရီကအရည်လေးလဲဆန်းစားမယ်တောက်စားမှလည်းဖြစ်တဲ့အတွက်အရည်လေးကိုများများလေးချက်ထားပါတယ်ခဝဲသီးနဲ့မုံနဲ့ကိုချက်မစားဘူးတဲ့ရင်ဒီလိုမျိုးလေးချက်စားကြည့်နော်ထမင်းအရမ်းမိန်ပါတယ်ရှင်ချိုချိုလေးနဲ့ဆိုတော့လေခေထားဆိုရင်တော့ချယ်ရီတို့တွေထမင်းစားဖို့ပြင်ပါတော့မယ်ရှင်အကုန်ကြလဲတက်တာတယ်ထမင်းလဲမြင်နေတယ်ဆိုရင်တော့ချယ်ရီရဲ့ဗီဒီယိုလေးတွေကိုမလွတ်တမ်းကြည့်ရအောင်လို့ follow လေးလုပ်ထားပြီးနော်ဒါဆိုရင်တော့စားလိုက်ပါအောင်မယ်ရှင်ချယ်ရီရဲ့ဗီဒီယိုလေးကတော့ဒီမှာပဲနားလိုက်ပါအောင်မယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်အားလုံးပဲကျေးဇူးပါရှင်တတာ